Elon Musk ကအနာဂတ်မှာငွေကြေးဟာအရေးမပါတော့ပဲလူသားတွေအလုပ်လုပ်เสียမလိုတော့ဘူးလို့ Hawking ထုတ်တကယ်လို့များမနက်မိုးလင်းတာနဲ့အလုပ်သွားเสียမလိုတော့ပဲကိုဝါသနာပါတာလေးတွေကိုပဲအပန်းဖြေသဘောမျိုးလုပ်ခွင့်ရမယ်ဆိုရင်ဘလောက်ကောင်းလိုက်မလဲTesla တထေးကြီး Elon Musk ကတော့ဒါဟာစိတ်ကူးရင်အိမ်မက်သက်မဟုတ်ဘဲနောက်10နှစ်ကနေ20အတွဲတကယ်ဖြစ်လာနိုင်တယ်လို့ Hawking ထုတ်လိုက်ပါတယ်American Saudi ယင်းနှီးမြှုပ်နှံမှုဖိုရမ်မှာ Musk ပြောသွားတာကတော်တော်လေးစိတ်လှုပ်ရှားစရာပါအဲ့ဒီအချိန်ကြရင် AI နဲ့စက်ရုပ်တွေကလူတွေရဲ့အလုပ်တွေကိုဝင်လုပ်ပေးမှဖြစ်လို့လူသားတွေအနေနဲ့အလုပ်လုပ်တာဟာ game ကစားတာအားကစားလုပ်တာလိုမျိုးလုပ်ချင်မှလုပ်မဲ့ဝါဒနာတစ်ခု optional တတ်ဖြစ်သွားမယ်လို့ဆိုပါတယ်ဒါတင်မကပါဘူး Musk ရဲ့ပိုပြီးအံ့ဩစရာကောင်းတဲ့ပြောကြားချက်ကတော့အနာဂတ်မှာငွေကြီးဆိုတာကြီးကအရေးပါတော့မှာမဟုတ်ဘူးတဲ့။ဘာလို့လဲဆိုတော့ AI နဲ့စက်ရုပ်တွေကကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေကိုအကန့်အသတ်မရှိထုတ်လုပ်ပေးနိုင်မှာဖြစ်လို့ကုန်စည်နှုန်းတွေကုန်ကျစရိတ်တွေမရှိသလောက်နည်းသွားနိုင်လို့ပါ။စွမ်းအင်နဲ့ကုန်ကျန်းပစ္စည်းတွေလောက်ပဲလိုအပ်ချက်ရှိပါတော့မယ်။ဒီလိုခေတ်ကြီးရောက်လာဖို့အတွက်အဓိကတော့ချက်ကတော့ humanoid robots လို့ခေါ်တဲ့လူပုံစံစက်ရုပ်တွေပါပဲ။ Musk ကတော့ဒီစက်ရုပ်တွေဟာတမိုင်းမှာအကြီးမားဆုံးထုတ်ကုန်ဖြစ်လာပြီးကမ္ဘာဆွေးနွေးပွဲတင်မှုကိုအမြင့်ပြတ်ချေမှုန်းပေးနိုင်လိမ့်မယ်လို့ယုံကြည်နေပါတယ်။အားလုံးသာချမ်းသာကြွယ်ဝပြီးလိုရာမှန်သမျှရနိုင်မဲ့ခေတ်ကြီးတစ်ခုကိုနီးပညာနဲ့ဖန်တီးနိုင်မယ်လို့သူကမျှော်မှန်းထားတာဖြစ်ပါတယ်